皆さんဒီနေ့က N3 Shinkansen grammar ပေါ့နော် grammar ရဲ့အခန်း1 Toki ဆိုတဲ့အခန်းလေးကိုရှင်းပြသွားပေးမယ်ပေါ့နော်အဲဆို Toki ရဲ့အပိုင်းမှာကြတော့အခန်းမှာဆိုလို့ရှိရင်ခေါင်းစဉ်5ခုပါနော်ခေါင်းစဉ်5ခုပါတယ်ပထမတစ်ခုကကြတော့ uchi ni ရဲ့နော်အဲဆိုကိုဘာကိုထုတ်ထားတဲ့ grammar notes လေးနဲ့အရင်ရှင်းပြမယ်နော်ပြီးတော့မှဖတ်စာကစာကြောင်းလေးတွားဖတ်ပြမယ်နော်အရင်ဆုံး uchi ni ဆိုတာကြတော့သူကအထိပ္ပယ်2မျိုးရှိရနော် imi ichi ရဲ့ imi ni ရဲ့ဆိုပြီးတော့2မျိုးရှိရနော်အဲဆို imi ichi ကိုအရင်ရှင်းပြမယ်နော်imi ichi ဆိုတာကြတော့တဲ့ဘယ်လိုမျိုးလဲဆိုတော့ a ဆိုတဲ့အခြေအနေတစ်ခုကဆက်လက်ဖြစ်ပွားနေစဉ်မှာ b ကိုလုတ်တယ်ဆိုပြီးတော့နော်ဖော်ပြတဲ့ grammar ဖြစ်ပါတယ်တဲ့ပြောချင်တာဆိုလို့ရှိရင်မိုးရွာတော့ရေခမ်းဆွဲပုံစံလေးပေါ့နော်အဲ့လိုမျိုးမိုးရွာနေအောင်မှာကိုကရေရအောင်ခမ်းဆိုတော့เนาะအခွင့်အရေးရတော့ကိုရအောင်ယူထားဆိုပြီးတော့ပုံစံမျိုးလေးဖြစ်တာနော် A ဆိုတဲ့အခြေအနေတစ်ခုကဆက်လက်ဖြစ်ပွားနေစဉ်တွင်မှာ B ကိုလုတ်တယ်ဆိုတဲ့ဖော်ပြတဲ့ grammar ဖြစ်တယ်တဲ့ B မှာကတော့စိတ်ဆန္ဒကိုဖော်ပြတဲ့အရာတွေလိုက်တတ်ပါတယ်တဲ့နော်အဲဆိုခုနကပြောမိကွာဆဲဆိုဆိုကူလေးနော်ဆဲဆိုဆိုကူလေး uchi ni ဆို uchi ကကြာ noun ဟုတ်တယ်မလားအဲဆို noun ဆိုတော့သူဆဲဆိုဆိုကူ noun နဲ့ကတ်မယ်ဆိုလို့ရှိရင် noun ကတ်လို့မရတော့ not ထည့်ပြီးတော့ကတ်ပြရအောင်နော် noun not ဖြစ်သွားမယ် noun ဆိုလို့ရှိရင် noun not uchi ni ဆိုပြီးဖြစ်သွားမယ် verb ဒီမှာဆိုလို့ရှိရင်တော့ verb G short ခဲလိုက်မယ် take ဤတို့ခဲလိုက်မယ် nai ခဲလိုက်မယ် adjective ဆိုလို့ရှိရင် e ပြန်ထည့်မယ် adjective ဆိုလို့ရှိရင် na ပြန်ထည့်မယ် uchi ni နော်အဲ့ဒါလေးအလွတ်ချက်ပေးရမယ်နော်ဒီ imi ichi ကဒီဆဲဆိုဆိုကူနဲ့ imi ni ကဆဲဆိုဆိုကူနဲ့မတူနော်အဲ့ဒါလေးသိထားမယ်အဲ့ဆိုရင်ခုနက ribbon လေးဖတ်မယ်ဆိုလို့ရှိရင်အတတကိုင်း uchi ni ထားပဲတဲ့နဲ့တဲ့နော်ပူနေတော့စားတော့တဲ့အဲ့ဆိုပူနေတဲ့အခွင့်အရေးရှိတော့သူစားခိုင်းလိုက်တာအဲ့လိုမျိုးပုံစံမျိုးနော်မိုးရတော့ရေခမ်းဆိုပြီးအဲ့လိုမျိုးလေးမှတ်ထားလိုက်နော်အခွင့်အရေးရှိတော့လှုပ်ထားဆိုပြီးတော့ပြောတာအဲ့ဆိုအောက်မှာလည်းမိနီလေးနဲ့ရှင်းပြထားနော်ပူနေရဲ့အခြေအနေလဲဆက်လက်ဖြစ်ပွားနေစဉ်အတွင်းမှာစားပါဆိုတဲ့ပုံစံဖြစ်သွားတယ်တဲ့ရမယ်နော်အဲ့ဆိုနောက်ထပ်နိဗ္ဗာန်ကကြတော့ဆာကူရာကစိုက်တဲ့လူကြီးနိဝါနာမီနိအကီတိုင်းအဲ့ဆိုဆာကူရာပွင့်နေစဉ်တော့အတွင်းမှာပန်းကြီးဖို့သွားခြင်းနဲ့တဲ့အဲ့ဆိုသူကလည်းအခွင့်အရေးရတော့လှုပ်ချင်တာပဲနော်အဲ့ဆိုဆာကူရာပန်းဆိုပွင့်နေရဆိုတဲ့အခွင့်အရေးရှိအောင်သူသွားပြီးတော့ကြည့်ကျင်တယ်ဆိုပြောတာဖြစ်တာနော်အောက်မှာလည်းမနီနဲ့ပြောပြထားနော်ဆာကူရာပန်းပွင့်နေရဲ့အခြေအနေလေးဆက်လက်ဖြစ်ပွားနေစဉ်အတွင်းမှာနော်ပန်းကြီးဖို့သွားခြင်းနဲ့ဆိုပြီးပြောတာရမှာနော်အဲ့ဆိုအောက်မှာလဲသွားရှိတယ် imano uchi ni ရနော် imano uchi ni ကဘယ်လိုအဓိပ္ပာယ်လဲဆိုတော့အခုအခွင့်အရေးလေးရနေတော့ဆိုရဲအဓိပ္ပာယ်လေးဖြစ်ပြီးတော့တဲ့နောက်လုံးမှာမဟုတ်ဘူးအခုချက်ချင်းလုံးမှာဆိုရဲပုံစံကိုဖော်ပြပါတယ်တဲ့တရားပုံစံအနေနဲ့ဒါမှကဝါရာတကူအနေနဲ့လည်းမှတ်သားသင့်ပါတယ် imano uchi ni ကိုတရားပုံစံနဲ့လည်းမဟုတ်ဘူးနော်ဝါရာတကူ vocabulary အနေနဲ့လည်းမှတ်ထားသင့်တယ်တဲ့အောက်မှာအဲ့ဒါဆိုလို့ရှိရင်သူပြပေးထားတယ်နော် ribbon လေးပြပေးထားတယ်မူဇူမဲကရတ်တော့နော်နေတာတယ်နော်တမီးလေးကနောက်ဆုံးတော့အိတ်သွားပြီတဲ့ imano uchi ni နော်အခုအချိန်တော့အတွင်းမှာဘူးတို့ကိုခိုင်ချောတဲ့နော်ခိုင်ချောဆိုတာခိုင်တဲ့ရှိမအောင်ဆိုတဲ့အဓိပ္ပာယ်နော်အဲ့ဒါနဲ့တူတူပဲအဲ့ဆို vlog ကိုအပြီးရေးမယ်လို့ပြောတာနော်ဒီမလားM4 မှာတင်ခဲ့လေ vet တဲ့ရှိမအောင်နော် vet ပြီးလုပ်မယ်ဆိုတဲ့ပုံစံအောင်ပြောတာနော်ခိုင်ချောအဲ့ဆိုခိုင်တဲ့ရှိမအောင်နဲ့တူတူပဲတမီးလေးကနောက်ဆုံးအိတ်သွားခဲ့ပြီနောက်အခုအချိန်အတွင်းမှာ vlog ကိုရအောင်ရေးအောင်မှာပါဆိုအပြီးရေးအောင်မှာပါဆိုတဲ့အဓိပ္ပာယ်ရမနော်အမှမိနစ်လည်းပြောပြထားတယ်အခုရရဲ့အခွင့်အရေးလေးကိုအသုံးချပြီးတော့ vlog ရေးမယ်ဆိုတဲ့အဓိပ္ပာယ်နော် imano uchi ni တို့ဘောဟာလာအနေနဲ့လည်းမသားသားတင်တာရမနော်အဲ့ဆိုလို့ရှိရင်ဖတ်စာက ribbon လေးရဲ့ image ရဲ့ ribbon လေးအရင်သွားကြည့်လိုက်မယ်နော် image ကိုနောက်မှရှင်းပြမယ်တစ်ခုချင်းစီသွားမယ်အဲ့ဒါဆိုတော့A မှာဆိုလို့ရှိရင်သူဆဲဥစုခုမှာပြပေးထားနော်ခုနကgrammar notes မှာပါတဲ့အတိုင်းပဲဆိုတော့ဆဲဥစုခုမရှင်းပြတော့ဘူးအောက်ကသူရေးပေးထားရဟာလည်းမရှင်းပြတော့ဘူးเนาะဟိုမှာgrammar notes ကျမှအားလုံးပါပြီးသွားပြီဆိုတော့အဲ့ဆိုတော့ ichiban မှာဆိုလို့ရှိရင် nihon ni iru uchi ni ichido fujisan ni nobotte mitai เนาะအဲ့ဆိုဂျပန်မှာရှိနေစဉ်တော့အတွင်းမှာတစ်ချိန်လောက်ဖူဂျီတောင်ကိုတက်ချင်တယ်လို့ပြောတာတက်ကြည့်ချင်တယ်เนาะဆိုတော့နိဗန်ကကြတော့ဟိုက်เนาะ ice cream မှုတော့ခဲတော့ခဲနိုင်uchi ni hayaku tabete kudasai နဲ့တဲ့เนาะ ice cream လေးအရင်မပျော်သွားခင်မှာမြန်စားပေးပါနော်ဟုတ်မနော်စမ်းပန်ကကြတော့အကာတို့ uchi ni niwa no soji o shite shimao တဲ့เนาะအဲဆိုအကာတို့ uchi ni ဆိုတော့လင်းနေစဉ်တော့အတွင်းမှာဗောနော်အမျိုးမှမောင်ခင်တော့အတွင်းမှာကိုပြောချင်တာဗောနော်လင်းနေတဲ့တော့အတွင်းမှာခြံရဲ့တန်ရှင်ရဲ့ကိုလောက်ကြရအောင်ပြီးလောက်ကြရအောင်လို့ပြောချင်တာရမယ်နော်အဲဆို imi ichi လေးရဲ့ပုံစံလေးရပြီလို့ထင်ပါတယ်အဲဆို imi ni ကိုဆက်သွားမယ်နော် imi ni ကကြတော့A ကိုပြုလုပ်နေစဉ်အတွင်းမှာတဲ့ B ကအလိုလိုဖြစ်သွားတယ်တဲ့နော်
A ကိုလုံးလိုက်တော့အလိုလို B ဖြစ်လာခဲ့တယ် A ဆိုတဲ့အချိန်အတွင်းမှာ B ကပြောင်းလဲသွားခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတဲ့ grammar ဖြစ်ပါတယ်တဲ့B မှာစိတ်ဆန္ဒကိုဖော်ပြတဲ့အရာတွေမလိုက်ပါဘူးအပေါ်က image ချိန်မှာဆိုလို့ရှိရင်တော့စိတ်ဆန္ဒကိုဖော်ပြတဲ့အရာတွေလိုက်ပေးလို့ရတယ်ဒီမှာလိုက်ပေးလို့မရတော့ဘူးเนาะအဲဆိုဇုံတစ်ခုဖြစ်ပွားသွားတဲ့အချိန်မှာတဲ့တစ်ခုခုပြောင်းလဲသွားတာကိုဖော်ပြပါတယ်တဲ့သူရဲ့စေဆိုခုကအပေါ်ကဟာနဲ့မတူတော့ဘူးเนาะအပေါ်က image အချိန်မှာဆိုလို့ရှိရင် noun ပါတယ်เนาะ noun တော့ uchini verb dictionary uchini verb day uchini verb 9 uchini ပြီးတော့ adjective e ပြန်ထည့်မယ် adjective နာပြန်ထည့်မယ် uchini ဒီမှာဆိုအမျိုးမဟုတ်တော့ကြီးလျှော့ခဲတဲရီလူခဲနိုင်ခဲအဲ့ဒါနဲ့ပဲလိုက်တော့မယ် uchini ဆိုပြီးတော့ရမယ်နော်အဲ့ဆို ready ဖတ်ကြည့်အောင် ready ကကြာ ichi မှာဆိုလို့ရှိရင် sensing の話を聞いているうちに寝てしまったနော်အဲ့ဆိုဆရာရဲ့စကားကိုနားထောင်နေစဉ်တော့အတွင်းမှာအိပ်ပျော်သွားခဲ့တယ်အဲ့လိုမျိုးပြောတာနော်နောက်တစ်ခုကကြတော့နိဗ္ဗာန်က日本のアニメを見ているうちに日本語が話せるようになったเนาะဂျပန်အနီမေကိုကြည့်နေစဉ်တော့အတွင်းမှာဂျပန်စကားပြောတတ်လာခဲ့တယ်เนาะအဲ့ဆိုနော်အေကိုလုံးလိုက်တော့အလိုလိုဖြီဖြစ်သွားတယ်เนาะသူတမင်တကာလောက်တာမဟုတ်လေအချင်းမှာဆိုလို့ရှိရင်လည်းเนาะဟိုတမင်တကာအိတ်ချင်တာအောင်လုံးလိုက်တာမဟုတ်ဆန်းစေးရဲ့စကားကိုနားထောင်နေစဉ်တော့တယ်မှာသူမတင်မပဲနဲ့အိပ်ပျော်သွားသူလိုအိပ်ပျော်သွားပါเนาะနိဗ္ဗာန်မှာဆိုလို့ရှိရင်လည်းဂျပန်အနီမေကိုသူကြည့်ရင်လည်းဂျပန်စာတက်ပါစေဆိုရွေချက်မဟုတ်ပဲねဒီကြည့်ရင်လည်းဂျပန်စာပြောတတ်လာခဲ့တယ်ဆိုရယ်เนาะအဲ့ဒါကိုဖော်ပြမမနေနဲ့ရေးထားတယ်အချိဘန်မှာအိပ်ပျော်သွားရဲဆိုရယ်ပြောင်းလဲမှုကိုသူဖော်ပြထားတယ်တဲ့เนาะနိဗ္ဗာန်မှာဆိုလို့ရှိရင်လည်းမိနင်းနဲ့ရေးပြထားတယ်ဂျပန်စာတက်မြောက်သွားရဲဆိုရယ်ပြောင်းလဲမှုကိုဖော်ပြထားတယ်เนาะအဲဆိုမမျောလင့်ထားတဲ့ပြောင်းလဲမှုတွေနဲ့ကြုံတွေ့ရတဲ့အခါအသုံးများပါတယ်တဲ့ခုနကပြောခဲ့သလိုပဲเนาะဒီမှာဆိုလို့ရှိရင်လည်းဂျပန်စာဘာ enemy ကြည့်လိုက်တာဂျပန်စကားပြောတတ်သွားတယ်နော်မမျောလင့်ထားတဲ့ပြောင်းလဲမှုတွေဖြစ်သွားတာနော်အဲဆိုစကားပြောမှလည်းခဏခဏအသုံးပြုတာမို့လို့တဲ့တေချာမှတ်သားကြရအောင်တဲ့ရမယ်နော်အဲဆိုတော့ imini ရဲ့ဖတ်စာအုပ်မှာရေးထားတဲ့ဟာလေးတွားကြည့်မယ်ဆိုလို့ရှိရင်နော်ဒီမှာဆိုလို့ရှိရင်လည်းသူအစဲစုကမှာရေးပြထားတဲ့ verb dictionary verb day verb 9 ခဲနော်အဲ့ဒါနဲ့ပဲလိုက်မယ် uchini နော်အဲဆို ichi ဘန်မှာဆိုလို့ရှိရင်音楽を聴いているうちに眠ってしまったအဲ့ဆိုဂီတတန်စင်ကိုနားထောင်နေစဉ်တော့အတွင်းမှာအိပ်ပျော်သွားခဲ့မိတယ်နော်နိဗ္ဗာန်ကကြတော့少し難しい曲でも練習を重ねるうちに弾けるようになりますよနော်နည်းနည်းခက်တဲ့曲ဆိုတာတီလုံးပြနော်တီလုံးဖြစ်လဲပဲတဲ့ 練習を重ねるうちにနော်ဒီ 練習နော် exercise ကိုထပ်ခါလုပ်နေတော့အတွင်းမှာဆိုလို့ရှိရင်တဲ့နော်弾けるようになりますよဒီနိုင်တယ်လို့ဖြစ်လာမယ်လေလို့ပြောတာနော်စမ်းပန်ကကြတော့ခိကစခါနိုင်ဦးကြီးနိဆိုတော့ဝါခရာကုနတ်တေတာနော်အဲဆိုစိတ်ကခိကစခါနိုင်ဦးကြီးဆိုတာကြတော့ခိကစခါနိုင်ဆိုတာမျိုးစိတ်ကမတိလိုက်ခင်တော့အတွင်းမှာပေါ့နော်ကိုကမတိလိုက်ခင်တော့အတွင်းလေးမှာတဲ့အပြင်မှာမောင်လာခဲ့ပါတယ်တဲ့ရမယ်နော်ဒီဥစ္စာကြတော့ဦးချီနီဆိုတဲ့ပတ်တန်လေးပေါ့နော်အဲဆိုနိဗ္ဗာန်ကကြတော့အာယိဒါနီတဲ့နော်နော်အာယိဒါနီသူကကြတော့အချိန်အတွင်းနဲ့နော်အာယိဒါနဲ့အာယိဒါနီကမတူဘူးနော်အဲဆိုအာယိဒါရဲ့ email လေးကိုအရင်ရှင်းပြမယ်နော်သူရဲ့ဆယ်စုဆိုကူကကြတော့အာယိဒါက noun ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုလည်း noun ဆိုလို့ထပ်ကပ်မယ်ဆိုလို့ရှိရင် not ထည့်ပေးရမယ်နော်အဲဆို noun not အာယိဒါနီဖြစ်မယ်နော်နောက်တော့ G short ခဲ day တို့ခဲ night ခဲလိုက်မယ်ဟုတ်မလားအဲဆိုအာယိဒါနီတော့ email တဲ့နော်အာယိဒါနီရဲ့အာယိဒါရဲ့အိပဲတဲ့နော်အဲဆိုအခြေအနေတစ်ခုခုကဆက်လက်ဖြစ်ပွားနေရဲ့အချိန်ကာလအပိုင်းခြားမှာတောက်လျှောက်တစ်ခုခုကိုလုပ်တယ်ဆိုတာကိုဖော်ပြပါတယ်တဲ့နော်ဥပမာဆိုလို့ရှိရင် TV ကြည့်နေစဉ်တော့အတွင်းမှာနော်မုတ်ကိုတောက်လျှောက်စားတယ်နော်အဲဆို TV ကြည့်နေတဲ့ကာလပိုင်းခြားအတွင်းမှာတောက်လျှောက်မုတ်ကိုစားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့လိုမျိုးတဲ့သူ့ရဲ့အဓိက point ကတော့တဲ့အခြေအနေတစ်ခုကစတင်တဲ့အချိန်ကနေပြီးဆုံးတဲ့အချိန်ဒီဆိုရဲအပိုင်းခြားလေးတစ်ခုအတွင်းမှာတောက်လျှောက်လုပ်တယ်ဆိုတာဖော်ပြရပဲဖြစ်ပါတယ်ပေါ့နော်ခုနကလိုမျိုးပဲ TV စကြည့်ရနေစားပြီးတော့ TV ရုပ်ရှင်ပြီးသွားလို့ TV ကြည့်ရဲ့အဆုံးအထိပေါ့နော်သူတောက်လျှောက်မုတ်စားတယ်အဲ့လိုမျိုးအဓိပ္ပာယ်မျိုးကိုဆောင်းတာတော့အဲဆို Rebon လေးဖတ်ကြည့်မယ်ဆိုလို့ရှိရင် ichi ဘန်မှာကခန့်တို့ကျော်ကဂျုံညောနော်အာရီတာတဲ့ဇွတ်တိုနေတဲ့တာနော်သူမကလက်ချချိန်တွင်မှာတောက်လျှောက်အိတ်နေခဲ့တာနော်သူလက်ချအစကနေပြီးတော့လက်ချအဆုံးထိသူတောက်လျှောက်အိတ်နေတာအဲ့လိုမျိုးပြောချင်တာနော်အာရီတာဆိုတာနိဗ္ဗာန်ကကြတော့နော်နာဆရာဆိုမီနော်အာရီတာအရူဘိုက်တိုဆူလူဆူမိုဒီတက်စ်တဲ့အဲဆိုနွေရာဒီအားလေးရမှာတဲ့ဒီတော့ဘိုက်တိုအလုပ်ကိုအချိန်ပိုင်းအလုပ်ကိုလုပ်ဖို့ရည်ရွယ်ထားပါတယ်အဲဆိုနာဆရာဆိုမီအစကနေပြီးတော့အဆုံးထိတော့ဘိုက်တိုလုပ်မယ်လို့တွေးထားတာကိုပြောချင်တာရမယ်နော်အဲ့ဆိုတော့အာယိဒါနီနော်အီမီရဲ့
အိုင်ဒါနီရဲ့အထိပ္ပယ်အားကြတော့တဲ့တခုခုသောအခြေအနေကဆက်လက်ဖြစ်ပွားနေစဉ်အပိုင်းခြားလေးတစ်ခုအတွင်းမှာတစ်ခုခုကိုလှုပ်တယ်တစ်ခုခုကိုဖြစ်သွားတယ်ဆိုရင်အထိပ္ပယ်ဖြစ်ပါတယ်တဲ့ဒါပေမဲ့အဲ့ဒီအချိန်ကာလအပိုင်းခြားအတွင်းလေးအပိုင်းခြားလေးအတွင်းမှာပေါ့နော်ခဏလေးတစ်ခုခုပြုလုပ်တယ်ဖြစ်ပွားသွားတယ်ဆိုတာကိုဖော်ပြရဖြစ်ပါတယ်နောက်ဥပမာဆိုလို့ရှိရင်အောက်မှာလည်း rebon လေးကိုဖတ်ကြည့်လိုက်ရင်သိပါလိမ့်မယ်နော်အဲဆို kino တဲ့ nete အိုင်ဒါနီကြည်ရှင်းကအတ္တရောတာတဲ့နော်မနေ့တုန်းကအိတ်နေစဉ်တော့အတွင်းမှာငလင်ကဖြစ်ပွားသွားခဲ့တယ်တဲ့နော်အဲဆိုအိတ်နေရဆိုတဲ့အခြေအနေလေးကဆက်လက်ဖြစ်ပွားနေဆိုတော့ငလင်ခဏလေးလှုပ်သွားတယ်ဆိုတဲ့အထိပဲနော်အိုင်ဒါကိုသွားတုံးလိုက်လို့ရှိရင်အိတ်လိုက်တယ်ဆိုရဲအိတ်လိုက်တာပေါ့နော်နိုးတဲ့အထိငလင်လှုပ်ခဲ့တယ်ဆိုတဲ့အထိပဲဖြစ်သွားလိမ့်မယ်နော်အိုင်ဒါနီကိုတုံးမှာအမျိုးအိတ်နေရဆိုရဲအချိန်တော်တွင်းလေးကတစ်ခုလေးအတွင်းမှာငလင်လှုပ်သွားတယ်နော်တခဏတအောင်လေးအတွင်းမှာငလင်လှုပ်သွားတယ်ဆိုတဲ့အထိပဲသွားနော်အိုင်ဒါကကြတော့နော်စလုပ်တဲ့အချိန်ကနေပြီးတော့အဆုံးထိနော်သူကအမျိုးတောက်လျှောက်ဖြစ်နေရဆိုတဲ့ပုံစံအဲဆိုဒီ IDA နီးရဲ့ image ကတော့တခုခုသောအချိန်လေးမှာနော်အချိန်ကာလတခုခုသောအချိန်ကာလအပိုင်းခြားလေးရဲ့အချိန်ကာလအပိုင်းခြားလေးတစ်ခုအတွင်းမှာပဲတခုခုဖြစ်ပွားပါတယ်တခုခုဖြစ်သွားရဲဆိုတဲ့အဓိပ္ပာယ်ခုနကနော်အိမ်နေရဲ့အပိုင်းခြားလေးတွေကအချိန်တစ်ခုလေးအတွင်းမှာငလင်လှုပ်သွားတယ်အမျိုးကိုပြောချင်တာသူကမတူဘူးနော်ဟိုရှင်းခန်းစာအုပ်ထဲမှာမခွဲပေးထားလို့နော်အခုမှခွဲပေးထားတယ်နောက်တစ်ခုကကြတော့နီဟိုနီလူကာကွစ်တေလူအိုင်ဒါနီရဲ့ဖူဂျီဆန်ကိုမီနီအီကီတိုင်းနော်ဂျပန်မှာပညာတော်တင်သွားနေတော့ဖူဂျီတောင်ကိုကြည့်ကျင်တယ်အဲဆိုတော့သူကဂျပန်မှာပညာတော်တင်သွားတဲ့အစားနဲ့အဆုံးထိသူဖူဂျီတောင်ကိုကြည့်ကျင်တာမဟုတ်လေအဲဆိုအိုင်ဒါကိုသွားသုံးလို့မရဘူးဂျပန်မှာပညာတင်တဲ့ပိုင်းခြားလေးကာလပိုင်းခြားလေးအတွင်းကအချိန်လေးတစ်ခုအတွင်းမှာပဲသူကကြည့်ကျင်တာဖြစ်တဲ့အတွက်ကြောင့်အိုင်ဒါနီကိုသုံးပေးရမယ်နော်အဲဆိုဖတ်စာကိုသွားကြည့်မယ်အဲဆို一番がじゃろお母さんがで昼寝をしている間子供たちはテレビを見ていたアメがနေကင်းတေးတမောအိတ်နေတဲ့အချိန်အတွင်းမှာပေါ့နော်ကလေးတွေကပေါ့နော်TV ကိုကြည့်နေခဲ့တယ်အဲ့ဆိုအိုင်ဒါဖြစ်တဲ့အတွက်ကြောင့်အမေကသူပေါ့နော်ဟီလူနဲ့နေကင်းတေးတမောအိတ်နေအစနဲ့အစရဲ့အချိန်ကနေပြီးတော့စုံတဲ့အချိန်ထိကလေးက TV ကြည့်နေရဆိုတဲ့အထိပဲရမယ်နော်နိဗ္ဗာန်ကကြတော့私が旅行で留守の間、うちの犬の世話をお願いできないでしょうか。あと、ကျွန်တော်ကခီးသွားပြီးတော့ပေါ့နော်အိမ်မှာမရှိတဲ့တော်တွင်မှာတဲ့အဲဆိုအိမ်ကခွေလေးကိုကျွန်တော်ရဲ့ခွေလေးကိုပေါ့နော်ဆယ်ဝါကိုကျွန်တော်ရဲ့ခွေလေးရဲ့ပြုဆောက်ရှောက်မှုကိုကူညီပေးလို့မရဘူးမဟုတ်လားတဲ့မရဘူးလားဗျာပေါ့နော်အဲဆိုကျွန်တော်ကပေါ့နော်လျော်ကိုပေါ့နော်ခီးသွားနေတဲ့အချိန်မှာသူအိမ်မှာမရှိဘူးလေအဲဆိုခီးသွားနေတဲ့အချိန်စနေပြီးတော့အဆုံးထိသူရဲ့ခွေလေးရဲ့ဆောက်ရှောက်မှုကိုလုပ်ပေးထားလို့မရဘူးလားဆိုပြီးတော့ပြောချင်တာအာရီဒါရဲ့အထိပဲเนาะအောက်မှာအာရီဒါနီလာပြီเนาะ3番မှာကお母さんが昼寝をしている間に子供たちは遊びに出かけたအမေက昼寝をしている間にဆိုအမေကနေကင်းတေးသမောအိမ်နေတဲ့အချိန်တွေမှာကလေးတွေကအပြင်ကိုသွားဖို့အပြင်ကိုစောဖို့ထွက်သွားခဲ့တယ်အဲ့ဆိုလို့ရှိရင်အမေကနော်စအိတ်ထဲကနိုးတဲ့အထိပေါ့နော်ကလေးကစောဖို့ထွက်သွားခဲ့ရမှာပေါ့နော်အမေကအိမ်နေရဲ့အစားနေအိမ်စအိတ်ချင်းကနေနိုးတဲ့ဂျာကအချိန်ကာလလေးတစ်ခုရဲ့အတွင်းလေးမှာပဲနော်ကလေးတွေကစောဖို့ထွက်သွားခဲ့တာနော်ထောက်လျှောက်ကြီးထွက်သွားမှာပေါ့လေနော်အဲ့ဒီအချိန်ကာလအတွင်းကအချိန်ကာလတစ်ခုတေးသေးလေးအတွင်းမှာပဲထပ်ပြီးတော့ဖြစ်ပွားသွားတာကိုပြောတာနော်တစ်ခုခုဖြစ်ပွားသွားတာတစ်ခုခုလှုပ်ဆောင်တာကိုဖော်ပြတာနားလည်မလားမသိဘူးနော်ရှုံးပန်ကကြတော့私が旅行で留守の間に庭に草がたくさん生えてしまったနော်အဲဆိုကျွန်တော်ကခရီးသွားပြီးတော့ဗောနော် 留守の間အိမ်မှာမရှိတဲ့အချိန်လေးအတွင်းမှာပဲတဲ့channel ကမြက်တွေကတဲ့ tax ဆန် high တက်ရှိမှတာအများကြီးပေါက်လာခဲ့ပါတယ်အဲဆိုသူခီးသွားတယ်ဗောနော်အစားနေပြီးတော့သူပြန်ရောက်တဲ့အထိဗောနော်အဲ့ဒီကာလာလေးရဲ့အချိန်တစ်ခုလေးအတွင်းမှာပဲမြက်တွေကအများကြီးပေါက်လာခဲ့တယ်လို့ပြောချင်တာအိုင်ဒါနီဆိုတဲ့အထိပဲနော်အိုင်ဒါနဲ့အိုင်ဒါနီနဲ့မတူဘူးနော်ကွဲအောင်မသိချင်တယ်အိုင်ဒါကြတော့ဒီအချိန်ကာလတစ်ခုအတွင်းတောက်လျှောက်အိုင်ဒါကြတော့အချိန်ကာလအတွင်းတောက်လျှောက်အိုင်ဒါနီကကြတော့အချိန်ကာလအတွင်းမှာအချိန်ကာလတိတိလေးတစ်ခုရဲ့အတွင်းမှာတစ်ခုခုဖြစ်သွားတယ်တစ်ခုခုလှုပ်ဆောင်နေဆိုပြီးတော့ဖော်ပြတာကိုပြောတာရမယ်နော်အဲဒါနောက်တစ်ခုစမ်းပန်နော်စမ်းပန်ကကြတော့ vet တေခါလာတင်နိုင်တော့ vet တေခါလာတင်နာခဲတယ်ပါတယ်เนาะ vet လုပ်ပြီးမှမဟုတ်ရင်တော့နှစ်ခုလုံးအတူတူပဲเนาะအဲ့ဒါကြတော့ဒါ N3 မှာလည်းတင်ပြီးသွားပြီเนาะ N3 မှာမိမိခါလာဟိုအဲတူတို့ဘာညာတော့ကင်လို့ရှိရင်sorry เนาะN4 မှာတင်ပြီးသွားပြီပြောတာเนาะ N4 မှာတင်ပြီးသွားပြီ vet တေခါလာတင်နိုင်တော့ vet တေခါလာတင်နာခဲတယ်ပါတင်ပြီးသွားပြီလားမသိ
မတင်ရတော့သေးဘူးเนาะ sorry မာကုန်အဲ့ဆို vet လုပ်ပြီးမှမဟုတ်ရင်တော့တယ်တွားကြတော့ဘာနဲ့လိုက်မလဲဆိုတော့အမှခေါင်းစဉ်မှာလည်းပါပြီးเนาะတဲ့ခါလာတဲ့နိုင်တို့လို့ပြောကြရကြတော့ vet တဲ့ found နဲ့ပဲလိုက်ပြီးမှာလွယ်တယ်เนาะသူကမှတ်ကားတာခေါင်းစဉ်မှာတဲ့ပါပြီးတော့တဲ့ခင်းနဲ့ပဲလိုက်မှာအဲ့เนาะ vet တဲ့ခါလာတဲ့နိုင်တို့ vet တဲ့ခါလာတဲ့နာခဲ့တယ်ပါ vet လုပ်ပြီးမှမဟုတ်ရင်တော့အဲ့ဆို email လေးကိုကြည့်မယ်ဆိုလို့ရှိရင်တခုခုကိုလုပ်ပြီးမှမဟုတ်ရင်တော့တဲ့နိုင်နာနေကိုမလုံနိုင်ဘူးဆိုတဲ့အထိပ္ပယ်တဲ့နော်ဥပမာဆိုလို့ရှိရင်ကိုကဘောနော်ဟိုအင်တာနက်မှာမှာဘောနော်ဈေးဝယ်အဲ့ဆိုနမူနာကိုကြည့်ပြီးမှမဟုတ်ရင်တော့မဝယ်နိုင်ဘူးတဲ့နော်အဲ့လိုမျိုးပြောချင်တာဘာလို့လဲဆိုတော့အင်တာနက်မှာဈေးဝယ်ရဖြစ်တဲ့အတွက်ကြောင့်နမူနာကိုကြည့်ပြီးတော့ပစ္စည်းအစစ်ကိုတွေ့ပြီးမှမဟုတ်ရင်တော့အဲ့ဒီပစ္စည်းကိုမဝယ်နိုင်ဘူးအဲ့လိုမျိုးပြောချင်တာနော်အေကိုမလုပ်ရတဲ့เนาะတဲ့ video လုပ်ဖို့ဖြစ်နိုင်ခြင်းမရှိဘူးလို့ပြောချင်တဲ့အခါမှာအသုံးပြုတယ်တဲ့အနောက်မှာ9ခဲပဲလိုက်ပါတယ်တဲ့เนาะအဲဆိုအမှလီ9တိုဆိုပြီးတော့เนาะဒေနာခဲတဲ့ပါဆိုတာလဲအမျိုးအငင်းဖောင်ပြောတာပဲเนาะအဲဆိုတော့သူကနောက်ပြီးတော့ဗာရေးထားသေးတယ်ဆိုတော့တက်ခါတာဒေနာခတာတာပုံစံနဲ့လဲလဲအသုံးပြုနိုင်ပါတယ်တဲ့စကားပြောမှာပေါ့เนาะမကြာခဏအသုံးပြုအဲဆိုဗက်တက်ခါတာဒေ9တိုဗက်တက်ခါတာဒေနာခဲတဲ့ပါဗက်တက်ခါတာဗက်တက်ခါတာဒေနာခတာတာဆိုပြီးတော့လဲပုံစံမျိုးလေးနဲ့လည်းအသုံးပြုနိုင်တယ်အတူတူပဲအတိတ်ပဲညမနော်ဆို rebon လေးဒါတွေကလွယ်ပါတယ်နော် rebon လေးအချီရကြတော့ရှုကူတိုင်းကိုရတဲ့ခါတဲ့နိုင်တော့နေလာတဲ့နိုင်နော်အင်စာလုပ်ပြီးမှမဟုတ်ရင်တော့မအိတ်နိုင်ဘူးစာမလုပ်ပြီးမချင်းသူမအိတ်ဘူးလို့ပြောကြတာနော်မိနာစံလုံးနဲ့ကွာပေါ့အဲဆိုနီးပန်ကကြတော့ရှီကောတူကဝတ်တဲ့ခါတဲ့နိုင်တော့နော်ခိုင်တဲ့နိုင်တယ်အဲဆိုအလုတ်ကပြီးသွားတော့မှမဟုတ်လို့ရှိရင်တော့တဲ့မပြန်နိုင်ဘူးเนาะအလုတ်မပြီးမချင်းသူမပြန်နိုင်ဘူးလို့ပြောချင်တာအတူတူပဲเนาะဆန်းဘန်ကကြတော့โอกาสန်นี่ဆိုတဲ့တဲ့ခါတဲ့ဒေနာခဲ့တဲ့ပါခီမဲတာတဲ့နိုင်အမေနဲ့ဆွေးနွေးပြီးတော့မှမဟုတ်လို့ရှိရင်တော့တဲ့เนาะမဆုံးဖြတ်နိုင်ပါဘူးတဲ့เนาะအမေနဲ့ဆွေးနွေးခြင်းလုံးဝမဆုံးဖြတ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ရเนาะဟုတ်နော်အဲ့ဆိုစမ်းဘန်ကကြတော့အမကအီချီဘန်ကတန်းအင်းကပြောလိုက်တယ်နော်အခန်းကတက်စကဘယ်လိုပါလဲတဲ့ဦးချင်းတော့こちらのは素晴らしいですよဒီဘက်ကပကြီးလေးရပါတော့အရန်ပြောင်မြောက်တယ်လေးတဲ့ခက်ခုအဲ့တဲ့ပြောလိုက်တယ်ဟင်းပေါ့နော်တာကိုင်းဝင်တော့နော်တဲ့ဈေးကြီးရဖြစ်တဲ့အတွက်ကြောင့်မလို့ခါဆိုကူတို့စိုးတဲ့ရှိတဲ့ခါထားတဲ့နိုင်တော့ခောက်ကတို့ကခိမဲလာတဲ့မှာဆန်နေတဲ့အရန်ဈေးကြီးရပြည်စီဖြစ်တာကြောင့်မလို့ပေါ့နော်မိသားစုနဲ့တိုင်ပင်ကြီးပြောမှာမဟုတ်လို့ရှိရင်နော်တဲ့ဝယ်မလားမဝယ်ဘူးလားဆိုတာကတော့မသက်မှတ်နိုင်ဘူးလေးတဲ့ညမနော်နီးဘန်ကကြတော့ on time man cure ကိုတွတ်တဲခါလာတင်လာခဲ့တယ်ပါခူရူမာကိုon time စတဲ့ဝါကြီးခဲ့နိုင်အဲ့တော့ကားမရင်မောင်းလိုင်းစင်ပေါ့နော်ရင်မောင်းလိုင်းစင်ကိုယူပြီးတော့မှမဟုတ်လို့ရှိရင်တော့မယူရသေးရင်တော့ဆွဲတယ်ပေါ့နော်ယူပြီးတော့မှမဟုတ်ရင်တော့တဲ့အဲ့တော့ခူရူမာကိုကားကို on time စတဲ့ဝါကြီးခဲ့နိုင်မောင်းလို့ကတော့မတင်တော့ပါဘူးပြောချင်တာညမနော်စမ်းဘန်ကကြတော့ဘီယော်ကီကနောက်တဲခါလာတင်လာခဲ့တယ်ပါတဲ့ဟာဂေရှိ on တို့ပါတဲ့မူဒီတာနော်အဲ့တော့ပြောခီကနောက်တဲခါလာတင်လာခဲ့တယ်ပါဆိုတော့ယောဂဝေဒနာကတက်တာသွားပြီးမှမဟုတ်လို့ရှိရင်တော့မတက်တာတင်ရင်တော့နေတူတူပဲเนาะမြန်မာစကားနည်းနည်းထောက်နေတော့တက်တာသွားပြီးမှမဟုတ်လို့ရှိရင်တော့တဲ့ဟာကဲရှိဆိုတာပြင်းထန်တော့เนาะဟာကဲရှိပြင်းထန်တဲ့ ondo ကိုလည်းလှုပ်ရှားမှုတွေကမူဒီတာเนาะမလုပ်ပါနဲ့ impossible เนาะမလုပ်ပါနဲ့ဆိုတဲ့ပဲဆိုတော့ရုံးပန်မဲ့ကြတော့เนาะရှုံးဘန်ခါကြတော့ဒီမှာ grammar note မရေးပေးထားပါဘူးလေဆိုတော့ N4 မှာပါတဲ့ဟာနဲ့အတူတူပဲမို့လို့เนาะမရေးပေးထားတာတမင်တက်အချိန်ကုန်မှာဆိုတော့အဲ့ဆိုရှုံးဘန်ကတိုကိုတို့တာတယ်เนาะတိုကိုတို့နောက်မှာ Joshi ဆိုတာ particle လေးကိုပြောเนาะA တို့ D တို့ ni တို့O တို့အဲ့လိုမျိုးလေးလိုက်ပေးမှာပြောတာတော့ညမှာเนาะအဲ့ဆိုတိုကိုတို့တာဆိုတော့ N4 တော့မှာတင်ခဲ့လေ Verb dictionary တိုကိုတို့တာ Verb day တို့တိုကိုတို့တာ Verb တိုကိုတို့တာVerb dictionary တိုကိုတို့ဆိုလို့ရှိရင်เนาะလောက်တော့မလို့ဆိုတဲ့အတိတ်ပဲမှတ်မိသေးတယ်เนาะVerb day တို့Verb day တို့တိုကိုတို့ဆိုလို့ရှိရင် verb လုံနေစဉ်တော့တွင် verb လုံနေတော့ဆိုတဲ့အတိတ်ပဲအဲဆို Verb တိုကိုတို့ဆိုလို့ရှိရင် verb လုံပြီးကအစားဆိုပြီးတော့အဲ့ဒါကိုဒီ N3 မှာဆိုလို့ရှိရင်เนาะ Verb dictionary တိုကိုတို့ plus Joshi အဲ့ဆိုအနောက်မှာစားကြအောင်အဲ့လိုမျိုးစပ်ပေးလိုက်မှာတော့ N4 တော့မှာဆိုလို့ရှိရင်တော့တိုကိုတို့ test နဲ့ပြီးသွားတာလीဒီမှာကျတော့တိုကိုတို့ test နဲ့မပြီးတော့ဘဲနဲ့တိုကိုတို့ရဲ့အနောက်မှာ particle ဆက်ပြီးတော့လိုက်အောင်မှာဆိုတဲ့အတိတ်ပဲမခတ်ပါအောင်နော်လွယ်လေးအားကြောင့်မပြီးပြီးတော့အဲ့ဆိုသူကကြတော့အောက်မှာလည်းနော်ပါတယ်ဆဲဆိုခုမှာ verb ကြီးလျှော့ခဲ့တဲ့ရီလို့ခဲ့တာခဲ့နော်အဲ့ဒါနဲ့လိုက်မယ်တဲ့တိုကိုတို့ဒါတိုကိုတို့ plus Joshi ဆိုပြီးတော့အဲ့ဆို ichi ဘန်ကကြတော့နားစံတော့အဲ့ဒီ N4 မှာတင်ခဲ့တဲ့ပုံစံလေးနော်ဆို ichi ဘန်ကကြတော့ rocket တို့ကနော်マモナク飛び出すところですって
နော်ခင်းချောနော်ရှုံးကန်တယ်အဲဆိုထုံးပြန်ကမကြမီမှာပြန်ထွက်သွားတော့မှာဖြစ်ပါတယ်တဲ့နော်ခင်းချောနော်ရှုံးကန်တယ်ဆိုတော့စိတ်လှုပ်ရှားစရာအချိန်လေးဖြစ်ပါတယ်အဲ့လိုမျိုးပြောချင်တာနော်ဒါကြောင့် M4 မှာမနာဆန်တို့တင်ခဲ့တဲ့ဟာလေးနော်ဆိုတော့နီးဘန်ကကြတော့သူအဲ့ဒီတိုကိုတို့နောက်မှာဂျော့ရှီဆိုရဲပါတီကလေးတစ်ခုလိုက်မယ်အိုးလိုက်ပြီးလိုက်ပြီเนาะဒါနီးဘန်မှာကြတော့ရှီကန်ချူเนาะဆောင်းဝဲကျော်တွင်မှာတိုနိုင်နော့ရှ်တိုနော်ကိုတာယေကိုမိတေရီတိုကိုတို့အိုဆန်စီနီချွေးစားတဲ့တာနဘေးကလူရဲ့အဖြေတွေကိုကြည်နေတဲ့ဟာကိုပေါ့နော်ဆန်စီကဆန်စီစီကနေပြီးတော့သတိပေးရခံခဲ့ရတယ်เนาะဗက်တေရီတိုကိုတို့ဆိုကြည်နေတာအဲ့ဒါကိုအိုကလိုက်တော့ကြည်နေရကိုဆိုရဲကိုရဲ့လှုပ်ဆောင်မှုကိုပေါ့နော်ဖော်ပြတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်အိုဆိုပြီးတော့ကတ်ပြီးလိုက်တာဆန်စီစီကနေပြီးတော့နော်ဒီသတိပေးခြင်းခံခဲ့ရတယ်ဆိုတဲ့ပုံစံနော်ဆမ်မန်ကကြတော့ထန်နိုရှိမီနီစတေးတာတဲတဲဘီဒိုရာမာကတဲ့ဟာဂျီမာတာတိုကိုတို့တေတန်ဝါကနာတာအဲဆိုဆိုတော့နော်ကိုဘယ်လိုပြောမလဲစောင့်ကြည့်နေခဲ့ရတဲ့TV drama ပေါ့နော်တန်နိုရှိမီနီစတေးမှာဆိုဘယ်လိုပြောမလဲကွာအရင်ကြည့်ကျင်နေလို့စောင့်ကြည့်ရကွာအဲ့လိုမျိုး TV drama ကတဲ့ဟာဂျီမာတာတိုကိုတို့တဲ့ဆိုတာကြတော့စားတော့မဲ့အချိန်စပြီးခါစားအချိန်လေးကွာတယ်မလား TV drama လွှင့်ပြီးစားချိန်လေးတွင်းမှာပဲဒန်ဝါကနာတာဖုန်းကမြည်လာခဲ့ပါတယ်တဲ့အဲ့မျိုးပြောချင်တာနော်အဲ့ဆိုရုံးမှန်ကကြတော့နော်ရုံးမှန်နော်ဟုတ်တယ်အဲ့ဆိုခေကီကတေကီယာကာတာတိုကိုတို့ခိုသုံးမတာကြီးကခိုင်တေကီတာအဲ့ဆိုကိတ်ကပြီးမြောက်သွားခဲ့တဲ့အချိန်လေးတွင်းမှာပဲပေါ့နော်ခိုသုံးမတာကြီးကခိုင်တေကီတာခလေးကပြန်လာခဲ့ပါတယ်နော်အထူးကမင်းသားကျတော့အဲ့ဒီ M4 ကတင်ခဲ့တဲ့ Vet Dictionary Vet Day တို့ Vet အဲ့ဒါကိုဘာသာပြန်ပြီးတော့အနောက်မှာပေါ့နော်အိုးလိုက်မလားထဲလိုက်မလားအဲလိုက်မလားအဲ့ဒါလေးကိုသူကစဉ်းစားရမှာနော်နီးလိုက်မလားအဲ့လိုမျိုးပြောချင်တာရမယ်နော်ဟဲ့အဲ့ဆိုလို့ရှိရင်နောက်နေ့မှာအခန်းနဲ့ဆက်တင်ပေးမယ်နော်